ဒီတစ်ခါမှာတော့ Squid Game မင်းသားလီဂျွန်ကျဲ The Glory ဇာတ်လမ်းတွဲမှာမင်းသမီးလင်ဂျီယန် Crash Landing on You ဇာတ်ကားမှာမင်းသမီးဆဲဂျီဟင်းနဲ့ The Haunted Palace ဇာတ်ကားမှာမင်းသားခင်ဂျီဟွန်တို့အဓိကပါဝင်ထားတဲ့ rom-com drama အသစ်လေးကထွက်ရှိလာပါပြီ။ဇာတ်လမ်းကတော့မင်းသားအင်ဟွန်ဂျွန်ဟာ Good Detective Kang Pil-gu ဆိုတဲ့စုံတောက် series ကို season 4အထိရိုက်ကူးအောင်မြင်ခဲ့ပေမဲ့အမြဲတမ်းစုံတောက်ဇက်ရုပ်ကိုကြီးပဲနှစ်အတော်ကြာတရုပ်ဆောင်နေရတာကြောင့် romance drama ဘက်ကိုခြေလမ်းတစ်လမ်းချင်နေတဲ့သူပါ။ဝီချောင်ချင်းကတော့စုတွေပါစုခုရရှိထားတဲ့နိုင်ငံရေးသတင်းထောက်ဖြစ်ခဲ့ပေမဲ့အကတိလိုက်စားမှုတစ်ခုကိုဖုံးဖဲရကနေဖြိုဖြိုရေးဌာနကိုယာရုချခံလိုက်ရတဲ့သူပါ။ဒါအပြင်သူမဟာမင်းသားအင်ဟွန်ဂျွန်ပါဝင်ထားတဲ့စုံတောက်ဇလန်တွဲရဲ့ပရိသတ်လည်းဖြစ်ပါတယ်။ဒီလိုနဲ့ဒီနေ့မှာသူမကမင်းသားနဲ့တွေ့ဆုံတဲ့အချိန်မှာတော့ဇလန်တွဲထက်က character နဲ့လုံးဝကွဲပြားနေတဲ့မင်းသားရဲ့အပြင်ပုံစံကြောင့်စိတ်ပြတ်ခဲ့ရတော့ပါတော့တယ်။မင်းသားနဲ့သတင်းထောက်မလီတို့ကြားကအချစ်အမုန်းဆက်ဆံရေးကိုဟာတာလေးနှောပြီး romantic ဆန်ဆန်ကြည့်ရှုရမယ့်ဇာတ်ကားလေးဖြစ်လို့အပတ်စဉ်တင်းငလာနေနဲ့အင်္ဂါနေ့တိုင်းစောင့်ကြည့်ပေးကြပါအောင်နော်။ဇာတ်ကားကိုကြည့်ချင်ရင်တော့ comment မှာ high ခဲ့ပေးုံနဲ့ကြည့်လို့ရမယ့် Telegram link ကိုပို့သွားပေးမှာဖြစ်ပါတယ်။ Telegram link ကို bio မှာကြည့်လို့ရပါတယ်။ comment မှာလည်းထည့်ပေးထားပါမယ်ဗျာ။ကြည့်ချင်တဲ့ကားများရှိရင် comment မှာမှန်ခဲ့ပေးပါဗျာ။